လက်ထက်မှာတသားလောက်ရှိုံနဲ့ကြက်ကြောလုံးကြက်ချောင်းမာလာရှမ်းကောအကုန်စားလို့ရတဲ့ဆိုင်လေးကိုခေါ်သွားပေးပါမယ်ခင်ဗျာအခုမြင်နေရတဲ့ရှမ်းခောက်ဆွဲတစ်ပွဲ1000မာလာရှမ်းကောတစ်ပွဲ2000ဆိုတာအရင်ဈေးနှုန်းတွေမဟုတ်ပါဘူးခင်ဗျာလက်ရှိဆိုင်မှာရောက်နေတဲ့ဈေးနှုန်းတွေပါပဲခင်ဗျာကျွန်တော်တော့တဝါကြီးဆွဲမယ်ဆိုပြီးမှမီနူ9ခုလောက်ကိုမှားလိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးရောက်လာတော့မာလာရှမ်းကောပါခင်ဗျာဒီဟာလေးက2000ကျပ်တန်မာလာရှမ်းကောလေးပါခင်ဗျာဆောက်ဆွဲကြောက်တစ်ထုပ်တော့1500လောက်ဖြစ်နေတဲ့အချိန်မှာမာလာရှမ်းကောတစ်ပွဲကို2000ဆိုတာတော့အရသာမမြည်ကြည့်ခင်ကိုတန်နေပါပြီခင်ဗျာအရသာလေးကလည်းအရွက်အသားစုံနေနဲ့လုပ်ပေးထားလို့ rating ပေးမယ်ဆိုရင်တော့9လောက်ပေးပါတယ်ခင်ဗျာထက်ရောက်လာတာလေးကတော့ကြက်ကြောလုံးမာလာတုပ်လေးပါခင်ဗျာနောက်ထပ်တစ်ခုကတော့ကြက်ချောင်းမာလာတုပ်ပါခင်ဗျာကြက်ချောင်းမာလာတုပ်လေး rating ပေးမယ်ဆိုရင်တော့10မှာ6လောက်ပဲပေးပါတယ်ခင်ဗျာသူ့ရဲ့အရသာလေးကကျွန်တော်တို့ပုံမှန်စားနေကြထုံဆက်လေးမဟုတ်ဘဲနဲ့ရှမ်းပြည်နယ်အရသာမြေပဲစိတ်လေးနဲ့ချူမွေးဘက်ကိုသွားပါတယ်ခင်ဗျာဒီကတော့1500ကျပ်တန်မိရှိပါခင်ဗျာမိရှိအရသာတော့တိတ်ပြီးတော့ထူးထူးခြားခြားတော့မရှိပါဘူးခင်ဗျာပုံမှန်မိရှိအရသာမျိုးပါပဲခင်ဗျာ rating ပေးမယ်ဆိုရင်တော့10မှာ9လောက်တော့ပေးပါတယ်ခင်ဗျာနောက်ဆုံးတစ်ခုကတော့10မှာ10မှတ်အပြည့်ပေးတဲ့ဖတ်ထုတ်အိုကက်ကြော်လေးပါခင်ဗျာဖတ်ထုတ်သားအီလေးကိုမှဆော့အချိုလေးနဲ့ချပြီးတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်ခင်ဗျာစားလို့လည်းဝပြီဆိုတော့9ရက်ကြက်တန်ပြင်ပွားအီလေးကိုတောက်ပြီးတော့ဆိုင်လိပ်စာလေးပြောပြပါမယ်ခင်ဗျာဆိုင်လိပ်စာလေးက16လမ်းရဝိမ့်စိန်ဆိုရဲ့ဘေးကက်ရဲ့လမ်းလေးကိုဝင်သွားလိုက်ပါခင်ဗျာအဲ့မှာပထမဆုံးမြင်ရတဲ့ဆိုင်ပါပဲခင်ဗျာ